ကဲမနေ့ကသတင်းလေးကိုကြားပြီးကြပြီထင်ပါတယ်မကြားသေးတဲ့သူတွေတို့လည်းအားရစရာမို့လို့ထပ်ပြောပြမယ်အဲ့ဒါကတော့မြစ်ချေရဲစခန်းကို PDF တွေကတနာရီအတွင်းတိုက်ခိုက်တိမ့်ပိုက်ပြီးစခန်းကိုအပီးတိုင်နီးရှို့ဖျက်ဆီးလိုက်တဲ့သတင်းပဲအဲ့ဒီမှာစစ်သား2ဦးတေဆုံးပြီးတပ်ဖွဲ့ဝင်14ဦးကိုအရှင်ဖမ်းမိတယ်တဲ့နော်အဲ့တော့ line ပေါ်မှာကတော့ဘောမတွေတနိုင်ငံလုံးပတ်နိုင်တာ AAO လည်းသူတို့နိုင်တာမြန်မာနိုင်ငံအလဲပိုင်းနဲ့သူတို့နိုင်တယ်ဟိုကချင်မှာလည်းသူတို့နိုင်တယ်အကောင်လုံးနိုင်နေတာဒါပေမဲ့မြေပြင်မှာတော့စခန်းတွေနေ့တိုင်းသိမ်းကန်ထိတာတစ်ခုပြီးတစ်ခုပဲအဲ့ဒါဘာကွာဝါလဲဆိုတာအဲ့ဒါကြည့်ပေါ့နော်ကျွန်တော်တတိယရင်ဖတ်ပြမယ်မကွေးတိုင်းပခုတ်ကူမြို့နယ်ရှိမြစ်ရှည်ရဲစခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကယနေ့ဇွန်လ10ရက်နေ့နက်ပိုင်းအပြီးတိုင်ထိုးစစ်ဆင်တိုက်ခိုက်တိမ့်ပိုက်လိုက်ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်ကသတင်းထုတ်ပြန်ပြီးယနေ့ဇွန်လ10ရက်နေ့နနက်4နာရီအချိန်တွင်အဆိုပါမြစ်ချေရဲစခန်းကိုမကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိပခုတ်ကူခရိုင်စစ်ဌာနဦးဆောင်ကွပ်ကဲမှုဖြင့်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားပြီးတနာရီအကြာနနက်9နာရီတွင်စခန်းတစ်ခုလုံးကိုအပိသက်ခြေမုံတိုက်ခိုက်တိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်သည်မေလ10ရက်နေ့ဇွန်လ2ရက်နေ့အထိမြစ်ရှည်မြို့ရှိပြည်သူလူထုပိုင်နေအိမ်အဆောက်အအုံပေါင်း1000ကျော်ကိုမီးရှို့ဖျက်ဆီးပြီးဒေသခံပြည်သူ24ဦးကိုရက်ဆက်မီးရှို့တပ်ဖြတ်ကာစစ်ရာဇဝတ်မှုများကျူးလွန်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုလက်တုံ့ပြန်တဲ့အနေဖြင့်ခြေမုံခဲ့ခြင်းဖြစ်သည်ဟု PDF စစ်ရုံးချုပ်ကသတင်းထုတ်ပြန်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှတပ်သား2ဦးကြာဆုံးခဲ့ပြီး14ဦးမှမူလက်နက်ချအညံ့ခံခဲ့တဲ့ဖြင့်ဒီနေရာမှာတော့ကျွန်တော်သတင်းကိုပြင်ဖတ်မယ်ဗျာနော်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှတပ်သား2ဦးသေခဲ့ပြီး14ဦးမှလက်နက်ချအညံ့ခံတဲ့ဖြင့်စစ်တုံးပန်းအဖြစ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းဖမ်းဆီးရမိသည့်စစ်တုံးပန်းများကိုနိုင်ငံတကာစစ်ဥပဒေနှင့်အညီထိန်းသိမ်းထားရှိပြီး၎င်းတို့အနက်စစ်ရာဇဝတ်မှုကျူးလွန်သူများကိုစစ်ဘက်ဆိုင်ရာဥပဒေများနှင့်အညီစီစစ်ဖော်ထုတ်ကစစ်တရားရုံးတွင်စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဟု PDF စစ်ရုံးချုပ်ကဆိုသည်မြစ်ချေရဲစခန်းကိုတိမ့်ပိုက်ပြီးနောက်ရန်သူတပ်ထံမှလက်နက်ခဲယမ်းအမြောက်အများကိုလည်းတင်ဆက်ရရှိခဲ့ပြီး G3 တနက်18လက်79တနက်တလက်6လုံးပြူ2လက်60မမကွန်မဒိုစိန်ပြောင်းတလက်လက်လုတ်4တနက်တလက် G3 ကြီးပေါင်း28ပေါက် G3 ကြီး1000နဲ့900နဲ့8တောက်ကြီးကအောက်ထုတ်9လုံးကိုပါဝင်ကြောင်းသိရှိရတယ်။ကဲဒါကတော့မြစ်ရှည်မျိုးကရဲခွေးစခန်းကိုဘယ်နေရာမှာကျွန်တော်သတင်းပြင်ဖတ်တယ်ဆိုတာကစစ်ကောင်စီတပ်သားကြတာကိုကြာရှုံးတယ်လို့ကျွန်တော်တို့ပြောလို့မရဘူး။နော်ကြာဆုံးတယ်လို့ပြောလို့မရဘူး။ဘာဖြစ်လို့လဲ။တန်ဖိုးမဲ့တဲ့ဟာတွေကကြီးကိုတိုင်းပြည်အတွက်အသက်ပေးတဲ့ပုံကုံမျိုးမှာကျွန်တော်တို့ကြာဆုံးသွားတယ်ဆိုတဲ့စကားလုံးနဲ့ထိုက်တန်တယ်ကျွန်တော်ယူဆတယ်။နော်တိုင်းပြည်ကိုဖျက်ပြီးတော့ပြည်သူကိုအကြမ်းဖက်ပြီးနီလန်းပေါင်းစုံနဲ့အာဏာယူတွေအကြိုက်ဒုက္ခပေးနေတဲ့ကောင်မျိုးကိုတော့ကြာဆုံးသွားတယ်လို့ကျွန်တော်တို့မတာပေါ်သွားတယ်သေချင်းဆုံးနဲ့သေသွားတယ်လို့ပဲထိုက်တယ်။နော်ကျွန်တော်အမြဲပြောသလိုတန်ရာပဲရမယ်။ရှင်းချင်းလေးအဲ့ဒီရင်ဘတ်ထဲမှာဒဏ်ရာတွေအများကြီးပဲကျုပ်တို့ပြည်သူတွေအပြစ်မဲ့ပြည်သူတွေကိုနေ့စဉ်ရက်ဆက်တပ်ဖြတ်နေကြတာနော်မကြားချင်များအစုံအဲ့တော့သူတို့ဘက်ကထိနော်စောက်တန်ထွက်တယ်အဲ့တော့အဲ့လိုကောင်မျိုးတွေကိုလားစေယုံချုပ်တင်ပြီးရင်လှုပ်ထိုက်တာအကုန်လှုပ်ပြစ်စံကုန်တယ်မြေလေးတယ်နော်နောက်တစ်ခုကဟိုရက်ကငပောက်လောင်သွားတဲ့နော်ပေါက်မြို့နဲ့ရေပြရဲစခန်းကုတ်စုပြူစခန်းကို operation 9အမီနဲ့တဲ့နော်စခန်းတိုင်းတိုက်ပွဲဖော်ဆောင်ခဲ့ပြီးစစ်တပ်ဘက်မှအလောင်း30ကျော်စစ်တုံးမှ65ဦးအလင်းဝင်သူ6ဦးနဲ့လက်နက်59လက်သိမ်းဆယ်ရရှိခဲ့တယ်ဒါကတော့ငပောက်မြည့်ကြီးကြာခဲ့တဲ့နော်သူတို့ပေါက်မြို့နယ်ပြူခွေးတွေကိုတိန်းတဲ့ပွဲမှာရရှိခဲ့တဲ့ operation 9အမီနဲ့ဆင်နွှဲတာအဲ့တော့အခုဒီမှာကြည့်လိုက်ပါစခန်းတွေတစ်ခုတစ်ခုတိန်းဒါ PDF ပဲတိန်းတာနော်တဘောပေါက်တယ်မလားပထမမင်းတို့တိုင်းနဲ့ ERO တွေနဲ့မင်းတို့ PDF တွေကဘာဖြစ်လဲမသိအဲ့တော့ဗိုလ်ချုပ်ကွမ်မော်တို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ကဘာလို့ပြလိုက်လဲဇောက်ထုတ်ပြလိုက်တယ်မင်းတို့ငါတို့တိုင်းနဲ့ ERO မပါဘဲနဲ့ငါတို့ရဲ့မိတ်ဖက် PDF မဟာမိတ်ညီနောင်တွေဟာမင်းတို့ကိုဘလို့ခြေမုံနိုင်တယ်ဆိုတာကိုတက်ထုတ်ပြတာအဲ့ပုံကူတွေကသဘောပေါက်လားအခုတပွဲပြီးတပွဲတွေ့တယ်မလားအလကားမဟုတ်ဘူးဆက်လာမယ်မပူပါနဲ့နော်အသက်ပေးနိုင်တဲ့ကောင်တွေကတော့ပေးပေါ့မပေးနိုင်တဲ့ကောင်တွေကတော့မတတ်နိုင်သိလားအဲ့မှာဟိုပြီးရင်ကျွန်တော်ဗီဒီယိုတင်မယ်စနေနေ့မှာကျွန်တော် live လွှင့်ဖို့နော်စိန်ခေါ်ထားတဲ့ငနေဆိုတဲ့အဲ့ဒီ
ကိုစောက်ခွက်တောင်မပြရဲတဲ့မေလို့နော်ကိုစီပြောတာကားတဲ့ဟိုလူကိုစော်လိုက်တယ်ဒီလူကိုစော်လိုက်တယ်အမုန်းတရားတွေပဲပွားတယ်အဲ့ဒါဆိုမင်းအောင်လိုင်ဘက်ကသွားနေလို့ပြောတူမကြိုက်ဘူးဟမ်ငါစော်တာပြည်သူပဲရက်တီတဲ့ဘသူကိုစော်ဘူးတဲ့ဘိုးနဂါဖန်မကလို့ဘဒုဖန်ပဲဖြစ်တော်ပြည်သူပဲရက်တီပြီးတော်လိုင်းပဲရက်တီတဲ့သူကိုစီစောက်ပြစ်ထိုင်ပြောနေတာမင်းတို့မြင်ဘူးလားအေးရန်သူဘက်ကကောင်တော့လာမပြောနဲ့ငါအဲ့ဒီရန်သူဘက်ကကောင်တွေကိုရှေးရနိုင်ရှိတော့အနန္တစัจ java လာဆိုပြီးငါပြစ်တာပို့အောင်လားဟမ်တော်လိုင်းလုံးနေတာရှင်းချင်းလေးပဲငါတို့ရန်သူဘက်ချမ်းတီးတဲ့ကိုပဲမျက်နှာမူတယ်မင်းတို့လိုနောက်ကျောပတ်ပြီးတော့ကလိန်ကချစ်တဲ့အောက်တန်းစားသူများနောက်ကျောဓာတ်နဲ့ထိုးတဲ့အောက်တန်းစားလုံးငါတို့ဘယ်တော့မှမလုပ်ဘူးဒါကြောင့်မလို့တော်လန်ရေးလုံနေတဲ့လူမျိုးတူဘာသာတူအဖွဲ့အစည်းတူအားပေးတာတူချင်းတူမတူချင်းနေတော်လန်ရေးဘက်မှာရက်တည်တဲ့အဖွဲ့အစည်းမှန်ကြောင်ငါတို့ကလူတန်မိုးတာနားလေတာအေးအဲ့တော့လာမဲ့စနေနေ့တွေ့မယ်ပြီးကျွန်တော်ဗီဒီယိုတစ်ပုဒ်ထပ်တင်ပါအောင်မယ်တက်လာခဲ့နော်မိုက်ကယ်ကိုအလူခံပေးထားတဲ့ငွေ၄သိန်းအလွဲတုံးစားလုပ်တယ်လာခဲ့အဲ့ဒါလို့ဆွဆွဲထားတဲ့ကောင်လေးအဲ့ဒီကျရင်တကောင်ပြီးတကောင်တက်လာခဲ့နော်တခါလည်းပြောမယ်နော်အဲ့ဒီနေ့ကျရင်တက်လာခဲ့နော်ရတယ်အဲ့ဒီကျရင်တွေ့မယ်သိလားမဟုတ်ကျွန်တော်ဒီတော်လှန်ရေးမှာလူတွေကိုဘာဖြစ်သွားဆိုယွန်သွားတယ်တချို့တလေဟာငါတို့နိုင်ငံမှာဒီလောက်အောက်တန်းကြတဲ့လူတွေပေါ်ပါလားဆိုတာကိုလေတကယ်ပါကျွန်တော်အတက်လူတက်တန်းတဝက်ရောက်ပြီကျွန်တော်မထင်ထားခဲ့ဘူးဒီနေ့ချိန်မှကျွန်တော်တီးရတယ်တော်တော်ညစ်ပတ်စုပ်ပဲ့တဲ့အောက်တန်းစားတွေတပူကြီးကိုစီဆိုတဲ့ကောင်ရိုင်းတယ်လူတကောင်မရိုင်းဘူးနော်ရိုင်းတဲ့လူကိုကျွန်တော်ရိုင်းတယ်ဟုတ်တယ်ဒါပေမဲ့လူတိုင်းကိုရိုင်းဆက်ဆံတဲ့အလုပ်ကျွန်တော်မလုပ်ဘူးမိကောင်းဖခင်သားသမီးရိုင်းတဲ့လူကိုရိုင်းတယ်ရိုင်းတာတခုကလွဲလို့ဘယ်ရန်သူဖြစ်နေပါစေကိုစောင့်မြင့်ကက်လောက်အောင်တတ်ချင်နေတဲ့ကောင်ဖြစ်နေပါစေမဟုတ်မမှန်တာလောက်ကြံပြီးတော့ဆွဆွဲတာတွေပုတ်ခတ်တာတွေအောက်တန်းကြတဲ့လုပ်ရက်ကျွန်တော်ဘယ်တော့မှမလုပ်မြင်ဘူးကြတာကျွန်တော်လုပ်နေတာအေးရန်သူဘက်နဲ့ပတ်သက်တယ်အရှိကိုအရှိတိုင်းပြောတယ်ဒီကောင်တွေရဲ့ရုပ်မာမှုကိုပွင့်ပွင့်လင်းလင်းမြအောင်ကျွန်တော်ဖော်ထုတ်တယ်ရန်သူဘက်အချမ်းတော့ကျွန်တော်တရားလာမချနဲ့လေကျွန်တော်တို့ဘက်ကခံထားရတဲ့လူတွေကိုကြည့်ဟမ်ဘာမှ PDF တွေမဟုတ်ဘူးနော်ကျွန်တော်တို့ဘက်ကဆိုတာပြည်သူတွေပြောတာပစည်းပြစ်စင်တစ်ခုတည်းကိုကြည့်ခလေး40ကျော်ဗျအဲ့ဒီခလေး40ကျော်ထဲမှာအဲ့ဒီငနေဆိုတဲ့ကောင်မအေလို့ရဲ့သားတွေသမီးတွေပါကြည့်အဲ့ဒီကောင်ခံနိုင်လားဟမ်အဲ့လိုလောက်တဲ့ကောင်တွေကိုငါကဟမ်အမုန်းတရားပွားလို့ဆိုတော့ထိုင်ပြီးတော့မြစ်တာပို့ပေးရဘူးလားဟမ်ပြောတော့တော်လှန်ရေးဘက်ကဘာတော်လှန်ရေးလဲမင်းတို့တော်လှန်ရေးရှင်းရှင်းလေးငါတို့ကပြတ်သားတယ်အခုစကန်တိုက်ပွဲအောင်မြင်တယ်ကြိုက်တယ်ကျင်တတ်တယ်နော်ရန်သူဘက်ကအကြဆုံးရှိတယ်ဒါမျိုးဖြစ်ကြမယ်အားပေးတယ်ရှင်းရှင်းလေးပဲငါတို့ပုံဝင်ရှင်းရှင်းပဲဘာမှကွဲဝဲထားတာမရှိဘူးနော်ပြက်သားရက်တည်တယ်ဒါပေမဲ့မြန်မာပြည်မှာလေအခုကဘလို့ဖြစ်နေလဲဆိုတော့တစ်ဖက်ကတော်လှန်ဘက်အချမ်းတစ်ဖက်ကစစ်တပ်ကိုထောက်ခံတဲ့အချမ်းတချို့တည်းပြောတယ်ဘောမတွေကအောက်တန်းကြတယ်ကျွန်တော်လည်းပြောခဲ့တယ်ဘောမတွေကအောက်တန်းကြတယ်ဒါပေမဲ့ကျွန်တော်တိလိုက်ကြတာကအဲ့ဒီဘောမတွေတဲ့အောက်တန်းကြတဲ့လူဒန်းစားတစ်ခုကိုတက်ရှိတယ်မတိရင်သူတို့တော်လှန်ရေးဘက်ကပါလို့ကာဘာယူလိုက်တယ်တော်လှန်ရေးကိုကာဘာယူပြီးတော့တစ်ဖက်ရန်သူဖြစ်တဲ့စစ်ကောင်စီဘက်ကဘယ်လောက်ပဲမဟုတ်တာတွေလုပ်နေပါစေသူတို့မပြောဘူးဒါပေမဲ့တော်လှန်ဘက်အချမ်းက ING ပါထောက်ဖို့တွေဘလို့ပြည်သူကဘလို့ဒီတော်လှန်ဘက်အချမ်းကိုတော့မျက်ခြေမပြတ်စောက်ကြည့်ပြီးတော့စောက်ပစ်ကိုနီလန်းပေါင်းစုံနဲ့ထိုင်ပြောနေတာအဲ့ဒါတော်လှန်ရေးဘက်ကဟုတ်မတိလို့မေးတယ်အဲ့ဒါတော်လှန်ရေးဘက်ကစောက်ရက်လေးတဲ့ရှိကြအောင်လေကွာဟမ်ငါလုံးမသားတွေအပြင်မှာတွေ့ကျင်တာအဲ့လိုကောင်မျိုးတွေကိုတိလားဟမ်တလောက်တောင်စုပ်ပဲ့ရုပ်ပဲ့ရကြီးမင်းတို့လူမလုံးနဲ့တော့ဘောမတွေအောက်တန်းကြတယ်လို့ပြောတယ်ဘောမတွေကသူတို့ရန်သူဘက်ကပါသူတို့တက်မတော်ကိုထောက်ခံပါတယ်ဆိုပြီးတော့ဒီမင်းအောင်နိုင်ဥဆောင်တဲ့ဘက်မှာသူတို့ရက်တည်တယ်ဆိုတော့ပေါ်တင်သူတို့ရက်တည်တာသူတို့ကလေးကချင်းမလုပ်ဘူးဟိုအခြားခန္ဓာကိုလှုပ်တာပေါ့နော်ကလေးကချင်းဆိုတာဒီဟိုတော်လန်ဘက်လိုဟိုလိုဒီလိုကောင်းဟမျိုးမဟုတ်ဘူးသူတို့ကရန်သူဆိုတော့သူတို့ပွင့်ပွင့်လင်းလင်းရက်တည်နေတယ်နော်အောက်တန်းကြတဲ့ဘောမတွေတောင်မှအဲ့ဒီတပ်ပါတီအုပ်စုကိုမမီဘူးနော်မတိသူတို့တော်လိုင်းဘက်ကပြည်သူဘက်ကနာတာအတေးနာတာပြီးတော်လိုင်းဘက်ကလူတွေကိုပတ်တိုက်တယ်ဟမ်မင်းအောင်နိုင်ဘလောက်ဘုံကျက်တက်တာသူတို့တခုမပြောဘူးအဲ့လိုကောင်မျိုးတွေအကောက်တွေဝင်ကြည့်လိုက်ပါဒီကောင်တွေရဲ့ပို့10ခုတင်ရင်အနည်းဆုံး10ခုကတော်လိုင်းဘက်အချမ်းကိုစောက်ပစ်ပြောထားတဲ့ပိုးဖြစ်နေတယ်ကြံတဲ့2ခုလောက်ကမကောင်းတက်လို့မင်းအောင်နိုင်နဲ့ပတ်သက်တဲ့ပို့ရှိလိမ့်ကျွန်တော်ပြောတဲ့မယုံလိုက်ကြည့်
နော်အဲ့လိုအောက်တန်းစားတွေတွေ့လို့ရှိရင်ဘာလောက်ကမလဲကိုယ့်ကိုစဉ်းစားအဲ့လိုအကောင်မျိုးတွေရလားအတန်းရှင်းရှာတာတော်လိုင်းဘက်ကိုဆဲလိုက်ရင်ဘောမတွေကလည်းအားပေးမယ်တော်လိုင်းဘက်ကဒူတွေကလည်းပြန်ဆဲမယ်အဲ့ဒီအတန်းရှင်းကိုဒီကောင်တွေကဖမ်းချင်တာနော်ဘာလို့လဲဒီနေ့ social media ခေတ်ငွေရှာစောက်ပင်းချတာလေသူတို့ကိုကြိုးအတွက်ရှာတာလာခဲ့မှာကျွန်တော်ငွေရှာစားတယ်ဆိုတော့ကောင်လေးလာခဲ့အပြင်မှာမပြောနဲ့လာကြည့်ကျွန်တော်ယုံထိလာကြည့်တခုရှိတယ်နော်ယုံထိလာကြည့်ပြီးတော့ငါငွေရှာစားရင်လူအရှိလေကောင်မှာငါ့ကိုကြိုက်တယ်လို့ပါရိုက်ပြီးတော့ကြိုက်တယ်လို့လုပ်အေးငါအဲ့လိုမဟုတ်ဘဲနဲ့ငါတလားစိုက်နေရတဲ့ငွေစရင်ပြရင်တော့အဲ့ဒီကောင်စိုက်ကမှာနော်သိလားအဲ့ဒါပဲနော်ကိုစီတလားကိုပိုင်ငွေနဲ့ဘလောက်စိုက်ပြီးတော့ဘာတွေလုပ်တဲ့ကျွန်တော်ကလူတစ်မျိုးကိုဟုတ်တော်လိုင်းမှာပေါ့နော်ခုနေ့အောင်ကျွန်တော်ပြန်သွင်းနေသေးတယ်အော်တော်လိုင်းစတော်တဲ့တောင်တဲ့တော့လမ်းမှာဟိုဒီထိုင်းဂိတ်တွေမှာတွေညှိတာတွေနော်လမ်းမှာဘလို့စစ်ကြောင်းနဲ့မျိုးစုံပဲဗျအသက်ဘေးဆိုတာတခုမှကျွန်တော်မပြောခဲ့ဘူးနော်လိုင်းမှာရှက်တယ်ကျွန်တော်မကြောက်ပဲကိုဖော်ကားတဲ့အလုပ်ကအရန်ရှက်ဖို့ကောင်းတယ်ကျွန်တော်အရန်ကြက်သိမ်းချတယ်ကျွန်တော်အဲ့ဒါကြီးတူများချီးကျူးတာကိုပဲကျွန်တော်တို့လုပ်ချင်တယ်ဘာဖြစ်လို့လဲကျွန်တော်တို့အမေကငငယ်လေးတွေကဘာပြောဆိုသားသမီးကိုဘယ်တော့မှမချီးကျူးဘူးသူများချီးကျူးရတဲ့သားသမီးဖြစ်အောင်မတွင်တင်ဆုံးမခဲ့ကိုသားသမီးမချီးကျူးနဲ့တဲ့ဒါပေမဲ့ကိုသားသမီးဟာသူများချီးကျူးတဲ့အရာဖြစ်အောင်လို့ပြုစုပြောထောင်ထားရမယ်အဲ့ဒါလိုပဲကိုနဲ့ပတ်သက်လို့ငါတော်လိုက်ငါကောင်းပါရင်ကျွန်တော်ဘယ်တော့မှမပြောဘူးအဲ့လိုပြောရှက်စရာကြီးကိုကောင်းနေလို့ရှိရင်လူတွေမှာမျက်လုံးတွေရှိတယ်နားတွေရှိတယ်လေကိုဟာကောင်းအောင်လုပ်နေလို့ရှိရင်အဲ့ဒီလူတွေကကောင်းတယ်ပြောမှကျင်းနေတယ်မလွယ်ဘူးကိုမကောင်းတာလုပ်ရင်ဒီလူတွေကမကောင်းဘူးပြောမှာပဲအဲ့တော့ကိုအနေနဲ့ငါ့ကိုငါကောင်းပါတယ်ငါ့ကိုငါတော်ပါတယ် like all နေစမ်းမလို့ဟုတ်တယ်မလားအဲ့တော့ကျွန်တော်တော်လိုင်းစတဲ့ကလုတ်ခဲ့တဲ့ကောင်တွေအဲ့ဒီပြောနေတဲ့ကောင်တွေကိုဂုံဆွဲပြီးတော့လေတစ်ချက်ချင်းစီမေးပြီးတော့လေဟိုဒီမှာမိတ်ဆွေတယောက်ရှိတယ်အဲ့ဒီအခုကျွန်တော်တိုက်ခိုက်နေတဲ့ကောင်တွေနဲ့ပတ်သက်လို့ဇွဲကြိုးချချေလုံမလားလို့ပြောလိုက်ကိုစီရဲ့အေးတကယ်ကြိုက်တယ်အဲ့စကားလာခဲ့လားဇွဲကြိုးချပြီးတတ်သေးကြီးလားမင်းတို့လာခဲ့လုံးမသားတွေကိုတိုင်လည်းဘယ်နေရာမှစောက်သုံးမကြပြီးလို့ချင်းပြဿနာလိုက်ရှာဘာသူတို့ရဲ့အကြံတော့ဗျာတော်လိုင်းဘက်ကိုဆဲလိုက်ရင်နံပါတ်1ဘောမတွေကအားပေးတယ်လေဘောမတွေအားပေးလို့ရှိရင်နံပါတ်2တော်လိုင်းဘက်ကဒူတွေကလည်းပြန်ခံဆဲတယ်အဲ့တော့သူတို့ပိတ်တဲ့နှစ်ခုရဲ့ view ရှာတာဒါကြောင့်မလို့အဲ့လိုလုံနေတဲ့ကောင်မျိုးဘယ်တော့မှဝင်လဲမဆဲနဲ့ဘလော့ထုတ်ပြစ်လိုက်ကျွန်တော်လုံရင်ကျွန်တော်ဘလော့ထုတ်ပြစ်ဒါကျွန်တော်ပွင့်လင်းပြောတာကိုတွေကဝင်ဆဲနေရင်သူတို့အတွက်အဲ့ဒါ view အဲ့မှာ view တိုးတာသဘောပေါက်ကြလားမသိဘူးရှင်းရှင်းလေးကိုစောင့်မြင့်ကတ်တယ်ကျွန်တော်စောင့်မြင့်ကတ်တာကျွန်တော်စောင့်မြင့်ကတ်ရင်ကျွန်တော်စကားကိုကျွန်တော်ရုပ်တံတွေဝင်မကြည့်နဲ့ဘလော့ထုတ်ပြစ်လိုက်အဲ့ဒါအထီအောင်ဆုံးနီးလိုက်ဒါကျွန်တော်အယိုးချင်းဆုံးပြောတာနော်တပွင့်လင်းပြောတာဟုတ်တယ်မလားအဲ့လိုအတန်းစားတွေကိုအဲ့လိုလုံးမှထိုက်တန်တာကဲစကားပြန်ရှုံးပြီးမှဒါနဲ့ပတ်သက်လို့ကျွန်တော်လူရရှင်ပြန်လုပ်ပါအောင်မယ်နော်အဲ့တော့အခုဒီပွဲမှာပါဝင်ခဲ့ကြတဲ့ပြည်သူတူရဲကောင်းတွေအားလုံးနော်တကယ်ကိုကျေးဇူးတင်ပါတယ်တော်လှန်ရေးကိုတော်လှန်ရေးနဲ့တူအောင်တွားဖို့အတွက်တက်မှုတွေဒီအားလုံးမှာတာဝန်ရှိတဲ့အတွက်တက်မှုတွေဟာတော်လှန်စိတ်အပြည့်နဲ့အခုလိုညီညွတ်စီစီလုံးလုံးဆက်သွားကြမယ်ဆိုရင်ကျွန်တော်တို့အောင်ပွဲကျင်းနေရောက်မှာပါအဲ့လိုမဟုတ်ဘဲနဲ့တူတစ်ပေါက်ငါတစ်ပေါက်မညီမညွတ်နဲ့တွားမယ်ဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်ဟာလက်နက်ကင်ပြီးတိုင်းပြည်ဝိုင်းဖြက်ကြတဲ့အကျိုးရလဒ်ပြင်ဘာမှရမှာမဟုတ်ဘူးဒါကြောင့်မလို့ကိုရဲဘော်ဖြစ်နေပါစေကိုတိုက်ရင်မှုကတော်လှန်ရေးစိတ်နဲ့ရက်တည်နေတာလားနော်ဒါမှမဟုတ်လို့ရှိရင်လက်နက်ကင်စီးပွားချခြင်းနဲ့စိတ်နဲ့ရက်တည်နေတာလားဆိုတာလေးကိုအောက်ခြေရဲဘော်တွေအားလုံးကလည်းစီစစ်ဖို့လိုပါတယ်ဘာဖြစ်လို့လဲအောက်ခြေရဲဘော်ဆိုတော့ကျွန်တော်တောင်းတာအရာနှိပ်ကြတာကိုပြောတာမဟုတ်ဘူးနော်တောင်ဝင်ကိုပြောတာတိုက်ရင်မှုနဲ့ရဲဘော်နဲ့အတူတူပဲဒါပေမဲ့တောင်ဝင်ယူထားတဲ့ပုံချင်းတိုက်ရင်မှုကတောင်ဝင်ကြီးတယ်ရဲဘော်တယောက်ကတောင်ဝင်သေးတယ်ဒါပေမဲ့ level ပဲကျွန်တော်ဒီတော်လန်ရေးမှာ UNG ယာယီတမရကြီးကစပြီးတော့အောက်ခြေရဲဘော်လေးတီးကအားလုံးက level ပဲဘယ်သူမှဆရာမရှိဘူးယူထားတဲ့တောင်ဝင်တွေပဲကွာတာဟုတ်တယ်နော်အဲ့တော့တော်လန်ရေးမှာကိုယ့်ရှိမှလွဲမအောင်တော်လန်ရေးပျက်စီးအောင်လုပ်နေမယ်ဆိုလူတိုင်းမှာပြောပိုင်လို့ရှိတယ်